နော်ဒါတက်မတော်အနေနဲ့ကတော့လက်ရှိဒါသွားနေတဲ့နိုင်ငံရေးလမ်းကြောင်းနဲ့အယူအဆက Federal Democracy ပြည်ထောင်စုလမ်းကြောင်းတစ်ခုတည်းကိုသာလက်ခံပြီးတဲ့အခါမှာကျန်တဲ့လမ်းကြောင်းတွေကိုတော့လက်ခံမှာမဟုတ်ဘူးလို့ဆိုပြီးတော့လည်းဒီသတင်းထုတ်ပြန်ရေးကော်မတီရဲ့ဒီဥက္ကဋ္ဌပေါ့နော်ဗိုလ်ချုပ်ကြီးစိုးနိုင်ဦးကပြောကြားခဲ့တာတွေကိုလည်းအခုလိုမျိုးကျွန်တော်တို့တွေ့မြင်ကြရအောင်မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဖြည့်ပေးမယ်အဲ့မှာပထမဆုံးကျွန်တော်တို့တခုကြီးတော့တက်မှာတော့ပေါ့အဲ့တော့ကျွန်တော်တို့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ193နိုင်ငံရှိတယ်အဲ့နိုင်ငံအားလုံးမှာတက်မှာတစ်ခုပဲရှိတယ်နိုင်ငံဘယ်လောက်ကြီးဘယ်လောက်တွေတက်မှာတစ်ခုပဲရှိတယ်ဒါကြောင့်ကျွန်တော်တို့တက်မှာတော့ရည်ရည်ချက်ကတော့တက်မှာတစ်ခုတည်းပဲရှိတာနောက်တစ်ချက်ကတော့နိုင်ငံရေးစနစ်အနေနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်အောင်စုကျွန်တော်တို့လက်ခံတယ်ကဏ္ဍလက်မခံအဲ့ဒီတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုလက်ခံတယ်လက်ခံတဲ့အတွက်ကျွန်တော်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့အတိပေးထားချင်တာကနံပါတ်1နိုင်ငံရေးလုပ်ချင်ရင်နိုင်ငံရေးတရားနိုင်ငံရေးပါတီထောင်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုသွားမယ်ဆိုရင်အရင်ဆုံးနံပါတ်1လက်နက်ကိုင်လမ်းစဉ်ဆွန့်ရမယ်လက်နက်ကိုင်လမ်းစဉ်ဆွန့်နံပါတ်2ကတော့နိုင်ငံရေးလုပ်ချင်ရင်တရားနိုင်ငံရေးပါတီထောင်နောက်နံပါတ်3ကတော့စီးပွားရေးလုပ်ချင်ရင်တရားကုမ္ပဏီထောင်နောက်နံပါတ်4ချက်ကတော့ကျွန်တော်တို့ကာကွယ်ရေးလုပ်ပေးခြင်းနိုင်ငံတော်ကာကွယ်တာဝန်ထမ်းဆောင်ခြင်းကျွန်တော်တက်မလို့တယ်ဒီ၄ချက်ပဲကျွန်တော်တက်မလို့ကတော့ဒါကျွန်တော်တို့ရည်တည်ထားပါဘယ်လောက်ပါလဲ